ဒီမင်းကလေးကဘာဝယ်ငွေပေးစရာမလိုဘူးကြိုက်တဲ့ဖိနှက်တွေတိုင်းပိုင်ရှင်ကိုပြောပြီးယူယုံပဲဈေးဝယ်စင်တာတဲ့ရှိရဲ့ပစ္စည်းအားလုံးကသူ့အတွက်အခမဲ့ပဲစားပွဲထိုးကငွေတောင်းတော့ပိုင်ရှင်ကသူ့ကိုစူပါတော့တယ်ဘာလို့လဲဆိုတော့သူမကမြို့တော်ဝန်အကြော်ကြားဆုံးအမှုပညာရှင်လေတကယ်တော့သူမကနိုင်ငံတကာပြိုင်ပွဲဝင်ဖူးတဲ့လေ့ကျင့်မှုဆိုင်ရာကျွမ်းကျင်သူချင်းမနက်ကစားသမားတူပါနောက်ဆုံးဆင့်ပြိုင်ပွဲမှာပြိုင်နေတုန်းခြေထောက်ကျိုးသွားပေမဲ့လက်မလျှော့ပဲနာကျင်မှုကိုကြော်ပြီးဆက်ကစားတယ်ပြိုင်ပွဲပြီးအောင်ကစားရုံတင်မကနိုင်ငံအတွက်ပထမဆုပါရခဲ့တယ်သူမဟာမြို့တစ်မြို့လုံးရဲ့ဇက်လိုက်သူရဲ့ကောင်းဖြစ်လာခဲ့တယ်လမ်းစုံတိုင်းမှာသူမနာမည်ရေးထားတဲ့ဆိုင်တိုင်းမှာသူမပိုစတာကတ်ထားတယ်လမ်းတိုင်းမှာသူမကားနေရာတည်တံ့ရှိတယ်ဖရင်မလိုဂုံပြုတ်ခံနေရတယ်ဒါပေမဲ့ဒါတွေအားလုံးကသူမအတွက်မလုံလောက်ဘူးသူမအားကစားလုပ်ငန်းပြီးဆုံးသွားပြီဟူသောအချက်ကိုလက်မခံနိုင်ဘူးဒီနေ့မှာမိန်းကလေးတစ်ယောက်ကစိတ်လှုပ်ရှားစွာနှုတ်ဆက်လာတယ်သူမရှေ့မှာကြောလန့်ခုန်ပြပြီးသူမလိုဖြစ်ချင်တယ်လို့ပြောတယ်ဒါပေမဲ့အားပေးမဲ့အစားသူမကချင်းချောက်တယ်လို့ခံစားမိတယ်မိန်းကလေးအောင်မြင်သွားရင်သူမကြော်ကြားမှုအားလုံးဆုံးရှုံးမှာစိုးလို့ပါ